အရသာအရှိဆုံးဟော့တော်များကြီးကြောက်မဲ့ဖွယ်ရာအရင်မြေဒီလူဟာကဘာပေါ်မှာအန်ဒီရဲ့ရှိဆုံးလူတယောက်ပါ1963ခုနှစ်နယူးယောက်မြို့မှာဂျယ်ရီဒန့်လို့အမည်ရတဲ့အမျိုးသားတဦးဟာမင်းလမ်းမပေါ်မှာဟော့တော်ဆိုင်လက်တစ်ဆိုင်ဖွင့်ထားပါတယ်ဒါပေမဲ့သူ့ရဲ့ဟော့တော်တွေကတာမန်မုတ်တွေမကပါဘူးအရန်ကိုလူကြိုက်ညာပြီးနမဲကြီးလုံးပါတယ်စားဘူးသမျှထဲမှာအကောင်းဆုံးလို့လည်းလူတွေကပြောကြပါတယ်သူ့ရဲ့ဟော့တော့တွေဘာကြောင့်ဒီလောက်အညောက်တာရှိနေတာလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးဂျယ်ရီရဲ့လွှဲဝက်ချက်ဟာပဟေးရစ်တစ်ခုလိုပါပဲသူ့ဆိုင်မှာလူတွေမိသားစုလိုက်တန်းစီပြီးစောင့်စားဝယ်ယူကြရပါတယ်ဂျယ်ရီဟာအမြဲတမ်းဖော်ဝေတဲ့အပြုံးတွေနဲ့စိတ်ရင်းစေတနာကောင်းပုံစံတွေနဲ့ဧည့်သည်တွေကိုကြိုဆိုတတ်ပါတယ်ဖာခင်တွေနဲ့လည်းအားကစားအကြောင်းနားဖဲနဲ့အကြောင်းတွေပြောဆိုတတ်သူပါမိသားစုဝင်အတော်များများကဂျယ်ရီဆိုင်မှာဟော့တော့သွားဝယ်ဦးမယ်ဆိုပြီးအပြုံးတွေနဲ့အိမ်ကထွက်သွားကြပြီးမဲ့သူတို့တွေအိမ်ပြန်မလာတော့ပါဘူးရဲတပ်ဖွဲ့ကစတင်စုံစမ်းတဲ့အခါဂျယ်ရီဟာအဆက်အပိုင်းမှာတော့အမြဲတမ်းပြုံးရွှင်ရွှင်နဲ့ကျွန်တော်ကကင်ဆက်လီတလုံးနဲ့တာမန်လူတယောက်ပါလို့ပြောဆိုကကူညီတတ်သူတယောက်လိုဟန်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့လူတွေပျောက်ဆုံးတာပိုများလာတဲ့အခါမှာတော့ရဲတပ်ဖွဲ့ကသူ့အိမ်ကိုဝေရောက်ရှာဖွေခဲ့ပါတယ်သူတို့တွေ့ရှိခဲ့တာကတော့အရန်ကိုထိတ်လန့်စရာကောင်းလာပါတယ်ဂျယ်ရီရဲ့မြေအောက်ခန်းရဲ့တန်တစ်ချက်တစ်နောက်ွယ်မှာဘတ်စကက်ဘောကွင်းအပြည့်အစုံတစ်ခုရှိနေပါတယ်ဒါကအထိတ်လန့်ဆုံးအစိပ်ပိုက်မဟုတ်သေးပါဘူးအခန်းရဲ့တစ်ဖက်မှာတော့မီးခိုးတွေဆွဲနေတဲ့စက်မှုလုံကန်သုံးအမိတ်မိရှုစက်ကြီးတစ်လုံးရှိနေပါတယ်အဲ့ဒီဘေးမှာတော့အမျိုးသားဝတ်အဝတ်စားတွေပုံထားတာကိုတွေ့ရပါတယ်သူရဲ့လွှဲဝက်ပုံကောင်းနေတဲ့နေလာမှာရဲတွေကသူ့ကိုတွေ့ရှိတဲ့အခါဂျယ်ရီကအပြုံးပြီးတော့ကစားကွက်ရဲ့ပထမဆုံးစီးမင်းကမင်းအနိုင်ရဖို့ပဲလို့ပြောပါတယ်ပျောက်ဆုံးနေတဲ့လူတွေဘေးမှာလဲလို့မေးတဲ့အခါသူကအမိတ်မိရှုစက်ကိုလက်ညှိုးထိုးပြီးတော့ငါကပစ်သွင်းခြင်းရဲ့ဘယံ King of Dunk ပဲလို့တိုးတိုးဒီပြောခဲ့ပါတယ်ပြီးတော့သူကိုယ်လိုက်မီးလျံတွေထဲကိုပြေးဝင်သွားခဲ့ပါတယ်အခုဆိုရင်တော့သူဟာသူ့ရဲ့ hot dog တွေကိုဘယ်လိုနည်းနဲ့ပူနွေးနေအောင်လှုပ်ထားသလဲဆိုတာကိုခမားလို့ခံမှန်းလို့ရလောက်ပါပြီ